တော်ကောင်းဆိုတာဘယ်လိုစိတ်ဓာတ်ရှိသလဲဆိုတာလေနော်ရှုထောင့်အသီးသီးကနေမြတ်စွာဘုရားဟောတဲ့ဒေသနာတွေကတော့အများကြီးရှိတာပေါ့နော်တော်ကောင်းရဲ့အတိတ်ပဲတော်ကောင်းစိတ်ဓာတ်တွေကိုအများကြီးပြောတာရှိပါတယ်ဒါပေမဲ့ဒီဒေသနာမှာပြောထားတာလေးကိုလည်းပဲဦးဇင်းတို့ကတော့အရင်သိသိချင်းနဲ့အရင်လဲစိတ်ဝင်စားတယ်အခြေခံကြလွန်းလို့ဘာပြောတာတော့ဥပရိပါဏတပါဠိတော်မှာတပ္ပုရိသတုတ်တံနဲ့တုတ်တံရဲ့ခေါင်းစဉ်ကတပ္ပုရိသဆိုတာဘာပြောတာတော့တော်ကောင်းလို့ပြောတာလောကမှာအမြင့်မားဆုံးဘွဲ့ထူးလို့ဦးချင်းထင်ပါတယ်နော်သူတော်ကောင်းဆိုတဲ့ဘွဲ့ကတော့အမြင့်မားဆုံးဘွဲ့ပဲဟုတ်တယ်မဟုတ်လားအေးအဲ့တော့မြတ်စွာဘုရားကနော်ယဟန်တွေကိုနော်ယဟန်တို့တဲ့အခုသူတော်ကောင်းတို့ရဲ့တရားသူယုံမာတို့ရဲ့တရားကိုတင်းတို့ကငါဟောပြမယ်ဒါကြောင့်ကောင်းစွာနှလုံးသွင်းပြီးတော့ယူသေးသေးနာယူပြီးတော့ကောင်းစွာနှလုံးသွင်းကြမှတ်သားကြအဲ့လိုနေတန်းလေးချီပြီးတော့မြတ်စွာဘုရားဟောတာနော်သူတော်ကောင်းတို့ရဲ့တရားသူယုံမာတို့ရဲ့တရားတရားဖြစ်သူတော်ကောင်းတို့ရဲ့စိတ်ထားသူယုံမာတို့ရဲ့စိတ်ထားအောင်ဘယ်လိုရှိလဲအဲ့ဒါကိုမြတ်စွာဘုရားဟောပြတာယဟန်တို့တဲ့ဒီသာသနာတော်မှာတော့တချို့ယဟန်တွေဟာယဟန်တွေကိုဟောတာဟုတ်တော့တချို့ယဟန်တွေဟာအလွန်မြတ်တဲ့အမျိုးကနေယဟန်ပြုလာတယ်တဲ့နော်အလွန်မြတ်တဲ့အမျိုးပေါ့နော်ဒါအိန္ဒိယကနော်အမျိုးကိုအလွန်စကားပြောတာနော်ဘယ်မျိုးမှာကိုမွေးဖွားခဲ့လဲဆိုတော့သူတို့အလွန်စကားပြောတာအလွန်မြတ်တဲ့အမျိုးမှာသူကအလွန်အမြတ်တဲ့အမျိုးကနေရမ်းပြူလာတယ်အဲ့တော့သူကဘယ်လိုစဉ်းစားတော့ဆိုတော့ငါကအမျိုးမြတ်တဲ့အနေထားကနေရမ်းပြူလာတာဒီပြင်ရန်တွေကငါလောက်အမျိုးမမြတ်ဘူးအဲ့လိုစဉ်းစားပြီးတော့သူ့စိတ်ထဲမှာအမျိုးမြတ်ခြင်းတည်းဟူသောအကြောင်းကြောင့်ကိုမြင့်တင်တယ်သူတစ်ပါးကိုရှုံချတယ်တဲ့ကိုအထင်ကြီးတယ်သူများကိုအထင်သေးတယ်ကိုဟုတ်တယ်ထင်တယ်သူများကိုမဟုတ်ဘူးထင်တယ်အဲ့ဒါသူယုံမှစိတ်ထားပဲတဲ့အဲ့ဒါသူယုံမှစိတ်ထားအဓိကကကိုမြင့်တင်လိုက်တာသူများကိုရှုံချလိုက်တာအဲ့ဒါသူယုံမှစိတ်ထားပဲတဲ့ဆက်ပြီးတော့လာမှတော့အများကြီးလာမှအကြောင်းတရားတွေဟုတ်လားသူတော်ကောင်းစိတ်ထားကြတော့အဲ့လိုမဟုတ်ဘူးတဲ့သူတော်ကောင်းတို့ရဲ့စိတ်ထားကဘယ်လိုလဲသူအမျိုးမြတ်တဲ့ဘဝနဲ့သူရဟန်းပြုလာတယ်ဒါပေမဲ့ तू ကဘယ်လိုစဉ်းစားတော့နော်အမျိုးမြတ်ခြင်းကြောင့်လောဘဒေါသမောဟကုန်ခန္ဓာမဟုတ်ဘူးတဲ့သူစဉ်းစားပုံလေးကနော်အမျိုးမြတ်ခြင်းကြောင့်လောဘဒေါသမောဟကုန်သွားတာမဟုတ်ဘူးတကယ်ဆိုလို့ရှိရင်တင့်လျောက်ပတ်လျောက်ကန်တဲ့တရားတို့တရားမြတ်ရဖို့အတွက်ထိုက်တန်တဲ့အကျင့်မြတ်ကိုကောင်းကောင်းမွန်မွန်ကျင့်မှသာနေရနော်လောဘဒေါသမောဟဆိုတာကုန်နိုင်တာကိုဒါကြောင့်အယုသေးခံယူခြင်းကထိုက်တန်အောင်ကျင့်တယ်ကောင်းကောင်းမွန်မွန်ဖြောင်းဖြောင်းမတ်မတ်ကျင့်တယ်တကယ်မှန်မှန်ကန်ကန်ကျင့်တယ်ဆိုရင်အဲ့ဒီအကျင့်တရားနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဟာမျက်နှိုးစရာကောင်းတာပဲတဲ့သူတော်ကောင်းစိတ်ထားရှိတဲ့ပုဂ္ဂိုလ်ရဲ့အတွေ့ကအဲ့လိုဟုတ်လားအမျိုးမြတ်ခြင်းကြောင့်လောဘဒေါသမောဟကုန်တာမဟုတ်ဘူးကောင်းကောင်းမှန်မှန်ကျင့်သုံးမှသာလေချီးမွမ်းတိုက်တာအဲ့လိုသိမြင်နားလည်ပြီးတော့အမျိုးမြတ်ခြင်းဒီဟူသောအကြောင်းကြောင့်ကိုလည်းမမြင့်တင်ဘူးသူများကိုလည်းမရှုတ်ချဘူးအဲ့ဒါသူတော်ကောင်းတို့ရဲ့စိတ်ထားတယ်ဒီတစ်ချက်ကိုပဲပဲနဲ့မှတ်ရတယ်ဟုတ်လားနောက်ဟာတွေကဒါလေးကိုမှီပြီးတော့ပြောမှာဒီနည်းပုံစံလိုက်နေဟောသွားတာအခုဘာပြောတော့အမျိုးမြတ်တယ်ပြောအမျိုးနဲ့ပတ်သက်ပြီးတော့၄မျိုးတောင်ရဆိုပြဟောတယ်ဟုတ်လားအမျိုးမြတ်တယ်မြတ်တဲ့အမျိုးကနေရဟန်းပြုခဲ့တယ်နောက်တစ်ပါးပြောတော့ကြီးကျယ်တဲ့အမျိုးကနေရဟန်းပြုခဲ့တယ်တဲ့ဆွေတွေမျိုးတွေတောင်းတယ်လို့ဆိုလိုတာနဲ့တူပါရဲ့ကြီးကျယ်တဲ့အမျိုးကနေရဟန်းပြုတော့ငါကကြီးကျယ်တဲ့အမျိုးကရဟန်းပြုလာတာဟောပုဂ္ဂိုလ်တွေသေးသိမ့်တဲ့အမျိုးကနေရဟန်းပြုလာတာဒါကြောင့်ငါကသူတို့ထက်သားတယ်ကိုမြင့်တင်တယ်သူများကိုရှုံချတယ်ဒါပါလေသူယုံမှစိတ်တာကြီးကျယ်တဲ့အမျိုးကပြုလာလို့ရဟန်းပြုလာတော့လောဘဒေါသမောဟကုန်တာမဟုတ်ဘူးကောင်းကောင်းကျင့်မှလောဘဒေါသမောဟကုန်တာဒါကြောင့်ကောင်းကောင်းကျင့်ခြင်းသည်မျက်နှိုးစရာဖြစ်တယ်ဒီအတွေးနဲ့ကိုမမြင့်တင်ဘူးသူများကိုမရှုံချဘူးဒါပါလေသူတော်ကောင်းစိတ်တာနောက်ထပ်အလွန်ပေါများတဲ့ဥစ္စာရှိတဲ့အမျိုးကနေရဟန်းပြုလာတယ်ပစ္စည်းအလွန်ချမ်းသာတယ်ပေါ့နော်အလွန်ပေါ်တယ်အဲ့ဒါကိုအကြောင်းပြုပြီးတော့ငါကချမ်းသာတဲ့ဘဝကနေရဟန်းပြုလာတာဟိုလူတွေကမွေးနေတဲ့နေရာကနေရဟန်းပြုလာတာဟုတ်လားအဲ့ဒါကိုစဉ်းစားပြီးတော့ကိုမြင့်တင်မယ်သူများကိုနှိမ့်ချမယ်ဆိုရင်ပါလေသေုံမှာစိတ်ဓာတ်ပစ္စည်းပေါ်တဲ့ဘဝကရဟန်းပြုလာလို့ပစ္စည်းပေါ်တာကလောဘဒေါသမောဟကိုကုန်စေတာမဟုတ်ကောင်းကောင်းချင်းမှမျက်နှိုးစရာချီးမွမ်းစရာရှိတာဒါကြောင့်မို့လို့အဲ့ဒီလိုမှန်ကန်တဲ့တွေးနဲ့သူတော်ကောင်းစိတ်တဲ့ရှိတဲ့လူကတော့ကိုလည်းမမြင့်တင်ဘူးသူများကိုလည်းမရှုံချအောင်ဒါသူတော်ကောင်းစိတ်တဲ့နောက်ထပ်တစ်မျိုးပါပြောသေးတော့အလွန်မွန်မြတ်တဲ့အသုံးဆောင်ရှိတဲ့အမျိုးကနေရဟန်းပြုလာတယ်တဲ့တေချာစဉ်းစားတယ်ဒါပါပြောတာတော့ဟုတ်တယ်အရန်တန်ဖိုးရှိတဲ့အသုံးဆောင်တွေအခုဒီခေတ်ဆိုရင်တော့ကားဆိုလို့ရှိရင်တကယ်ကိုရောပါထွက်တဲ့ကားမျိုးပဲစီးမယ်ပေါ့တိုက်ဆိုရင်လည်းတကယ်ကောင်းပြီဆိုတဲ့တိုက်နဲ့နေမယ်ပေါ့ဟာအဆန်ရှိတိုင်းတချို့ကမွန်မြတ်တဲ့အသုံးဆောင်ရှိတာမဟုတ်ဘူးနော်ဟုတ်တယ်မဟုတ်လားအေးအဲ့ဒါမြတ်စွာဘုရားခွဲခြမ်းပြီးတော့ဟောတာအမျိုးနဲ့ပတ်သက်ပြီးဘယ်နှချက်ဟောတော့၄မျိုးဟုတ်လားနောက်ဆက်ပြီးတော့ဘာပြောတော့ရဟန်းတို့တဲ့ဒီသာသနာမှာတချို့တော့ရဟန်းတွေဟာအလွန်တရာမှနော်နာမည်ကျော်ကြားတယ်
အချွေရံနေလဲများတယ်ဝိုင်းဝိုင်းလဲနေတယ်ပေါ့ဟုတ်လားအဲ့ဒီလိုမျိုးအနေထားဖြစ်လာပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကဘယ်လိုစဉ်းစားတော့ငါကအချမ်းရအကျော်စောများတယ်ကြောကြားမှုလည်းရှိတယ်ကျန်တဲ့လူတွေကတာမန်နေပါဟုတ်လားအဲ့လိုမျိုးကြောကြားတာကိုအကြောင်းပြုပြီးတော့ကိုမြင့်တင်တယ်သူတို့ဘာကိုရှုံချမယ်ဆိုရင်အဲ့ဒါပါတော့သူယုံမှာစိတ်ဓာတ်ပါတဲ့ဟောတချို့ကြတော့ကြောကြားမှုရှိတယ်အချွေရံလည်းပေါ်တယ်ဒါပေမဲ့လို့သူအဲ့လိုမတွေ့ဘူးဩဒီအချွေရံဒီကြောကြားမှုတွေကြောင့်လောဘဒေါသမောဟကုန်သွားတာမဟုတ်ဘလောက်ကြောကြားဘလောက်အချွေရံများလောဘဒေါသမောဟကြောကြားခြင်းအချွေရံများခြင်းဒီဟုသောအကြောင်းကြောင့်တော့ကုန်စရာအကြောင်းမရှိဘူးဖြစ်ချင်းဖြစ်ရင်ကြောကြားခြင်းအချွေရံများခြင်းကြောင့်ကိလေသာတွေတိုးလာတဲ့အကြောင်းပဲရှိတယ်ဒါသတိထားနိုင်မှာနော်သတိမထားနိုင်အဲ့ဒါကလောဘဒေါသမောဟများခြင်းရဲ့အကြောင်းပဲဒါကြောင့်မြတ်စွာဘုရားကဒီအချမ်းရအကျော်စောတွေဟာတော့အလွန်ခက်ထန်တဲ့သဘောရှိတယ်အနာဂံကိုတော့မှန်အောင်ဖြစ်နိုင်တဲ့မိုးကြိုးဆက်သွားဖြစ်တယ်လို့ဟောတာဟုတ်လားဒါကြောင့်အချွေရံအကျော်စောတွေများလို့အချမ်းရံတွေများလို့နာမည်တွေကြီးလို့ကြောကြားလို့လောဘဒေါသမောဟမကုန်ဟုတ်လားသူစဉ်းစားတာအရင်မတည့်ဘူးလားတဲ့တယ်နော်ကောင်းကောင်းကျင့်မှသာလေမျက်နှိုးလိုက်တာချီးမွမ်းလိုက်တာဒီလိုမှန်ကန်တဲ့အတွင်းနဲ့နာမည်ကြီးခြင်းကြောကြားခြင်းကြောင့်သူ့ကိုယ်သူမြင့်တင်တယ်ဆိုတာမရှိဘူးသူများကိုရှုံချတယ်ဆိုတာမရှိဘူးအဲ့ဒါပါလေသူတော်ကောင်းစိတ်ဓာတ်နော်နောက်ကြောကြားမှုပြီးတော့ပါပြောတော့ရဟန်းတို့တဲ့ဟောဒီသာသနာတော်ကြီးမှာတချို့ရဟန်းတွေကပစ္စည်းလေးပါအလွန်ပေါ်တယ်တဲ့စွမ်းသင်္ကန်းကြောင့်ရှိလူမတန်းမလို့ဝိုင်းဝိုင်းလဲနေတယ်နော်လက်လာပါအလွန်များတယ်ပေါ့ချို့ကနာမည်တော့မကြည့်ဘူးဒါပေမဲ့လက်လာပါများတယ်နော်နာမည်ကြီးတာနဲ့လက်လာပါကိုခွဲပြောတာနော်လက်လာပါအလွန်များတယ်ပစ္စည်းဆိုတာပုံထက်နေဘလို့ချင်းအစုံသူ့မှာအရင်များတယ်အဲ့ဒါသူဘလို့စဉ်းစားတော့ငါကလက်လာပါများတယ်တော့ကျန်တဲ့ပုံကိုယ်တွေကဘုံကံအလွန်နေတဲ့လူတွေဟုတ်လားအဲ့ဒီလိုအတွေ့နဲ့ကိုမြင့်တင်တယ်သူတစ်ပါးကိုရှုံချတယ်ဒါဆိုရင်ပါလေတယုံမှာစိတ်ဓာတ်တဲ့တချို့ကျတော့ဘုံကံလည်းကြီးတယ်လက်လာပါလည်းပေါ်တယ်ဒါပေမဲ့လို့မှန်ကန်တဲ့အမြင်ရှိတယ်ဒီလက်လာပါတွေများလို့လောဘဒေါသမောဟကုန်တာမဟုတ်ဘူးမကုန်တဲ့အပြင်အခက်မသိရင်နောက်နှလုံးသွင်းမတက်ရင်လောဘဒေါသမောဟပွားစီးခြင်းရဲ့အကြောင်းတရားသာဖြစ်တယ်နောက်လက်လာပါများတယ်ဆိုတာဟုတ်တယ်မဟုတ်လားကိုယ့်ရဲ့လက်လာပါကိုမဝေခွဲနိုင်ဘူးဆိုရင်အဲ့ဒါပြိတ္တာဖြစ်ဖို့အတွက်အကြောင်းတရားပဲလေနော်ဘယ်သူမျိုးကတော့ဝါရတဲ့ဟိုဘက်ပိုးစားနိုင်မလဲနော်လှယုံတဲ့ပြင်ဘက်ဟိုဘက်ဘယ်လိုလုပ်ဝတ်နိုင်မလဲဟုတ်တယ်မဟုတ်လားဒါကြောင့်ဦးဇင်းတို့ပေးတဲ့ပေါင်းတော်တို့ကောင်းကောင်းကျင့်သုံးခြင်းတည်တာလျင်ချီးမွမ်းတိုက်တယ်လို့နားလည်ပြီးတော့လက်လာပါပေါ်ခြင်းကြောင့်ကိုယ့်ကိုယ်မြင့်တင်တာမရှိဘူးသူတို့ဘာကိုရှုံချတာမရှိဘူးအဲ့ဒါပါလေသူတော်ကောင်းစိတ်ဓာတ်တဲ့